မိုးကောင်းမြို့နယ်စောင်းမော်ကျေးရွာအုပ်စုပြုံသုံးလုံးကျေးရွာရှိလုပ်ငန်းရှင်တွေကိုကချင်လက်နက်ကိုင်ဖွဲ့ KIA ကစက်ကြီးပေးဆောင်မှုမေလ30ရက်နေ့ရက်စွဲနဲ့စာပို့အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။အဲဒီအကြောင်းကြားဆင့်ခေါ်စာကိုစောင်းခအုပ်ချုပ်ရေးမှူးကိုယ်တိုင်လာရောက်ပို့ဆောင်လာဖြစ်ပြီးဇွန်လ1ရက်မနက်10:00နာရီမှာစောင်းခတိုင်းနယ်အုပ်ချုပ်ရေးမှူးရုံးကိုမပြတ်မကွက်လာရောက်တွေ့ဆုံဖို့ဒေသဖော်ပြထားပါတယ်။ဒေသခံတဦးကဒီဆင့်ခေါ်စာကသူတို့စက်ကြီးကောက်ဖို့ခေါ်တာရွာတွေကဆန်ဆက်စီဆက်ထွန်ဆက်ရိတ်ချွေဆက်စပားတိုက်တဲ့ထော်လာကြီးအသေးကြီးအကုန်လုံးကိုစက်ကြီးကောက်နေတာလယ်သမားတွေကစိုက်ပျိုးစရိတ်ကတနေ့ထက်တနေ့ကုန်ကျစရိတ်ကပိုများလာတယ်ပိုကျက်တဲလာကြတော့မပေးချင်ကြတော့ဘူးလို့ပြောပါတယ်ပြီးခဲ့တဲ့2025ခုနှစ်အတွင်းမှာလည်းထွန်ဆက်ရိတ်ချွေဆက်စီဆိုင်ဆန်ဆက်စီဆက်စတာတွေကို10သိန်းကျပ်စီကောက်ခံတာဖြစ်ပြီးလုပ်ငန်းအမျိုးအစားလိုက်အမျိုးမျိုးကောက်ခံနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ဒေသခံတဦးက KIA ကငင်းငယ်ရေးယူစဉ်ကာလမှာလည်းစက်ကြီးကကောက်နေတာပြည်သူတွေကအသက်အန္တရာယ်ချင်းချောက်ခံရတာတွေကိုလုပ်ငန်းပျက်စီးဆုံးရှုံးမှာဆိုလို့ကြောက်လို့သာပေးဆောင်နေကြရတာလို့ပြောပါတယ်အလားတူမိုးကောင်းမြို့နှကြီးကုန်းရပ်ကွက်မှာလည်းအိမ်ဆောက်ထားတာ3နှစ်လောက်ရှိပေမဲ့လည်းစက်ကြီးပေးဆောင်မှုအိမ်ပိုင်ရှင်ကို2026ခုနှစ်မေလ1ရက်နေ့ရက်စွဲနဲ့ဆင့်ခေါ်စာပို့ခဲ့တယ်လို့သိရပါတယ်။မိုးညင်မိုးကောင်းအင်တော်ကြီးဒေတာပါဝင်၎င်းတို့လှုပ်ရှားရာဒေတာတည်တည်မှာလုပ်ငန်းရှင်တွေကို KIA ကစက်ကြီးနဲ့ထောက်ပံ့ကြေးဟုဆိုကနှစ်စဉ်မတရားကောက်ခံနေတယ်လို့ဒေတာခံတွေကပြောပါတယ်။